ဖလားပွဲကနေပျော်ကြီးဖြစ်ပြီးဝမ်းနဲ့စွာအိမ်ပြန်လာရတဲ့အန်ပူမိုအားလုံးပဲမင်္ဂလာပါဝိုင်းဂျယ်တီဒန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုးလဲပါတယ်မန်ချက်နဲ့တက်ဟာဒီရက်တေမှာသူတို့ရဲ့လူစင်းကတဝက်လောက်မရှိပဲပွဲစဉ်တွေကစားနေရပါတယ်အခုတော့ United အတွက်အကောင်းတွေဘက်ကိုဦးတည်လာနေပါပြီ United မှာတန်ရကစားမတွေပြန်လာနိုင်ကြပြီဖြစ်သလိုအာဖရိကနိုင်ငံများဖလားပွဲအတွက်အိမ်ပြန်နေကြတဲ့ကစားသမားတွေလည်းမကြခင်ပြန်လာကြတော့ပါမယ် United ကဒီပွဲအတွက်ကစားမ3ယောက်ကိုအိမ်ပြန်လွှတ်ထားရပါတယ်Brian Mbeumo, Ahmed Diallo နဲ့ Mazzarri တို့က United ရဲ့အဓိကကစားသမားတွေဖြစ်နေတာကြောင့် United အတွက်တိုက်စစ်အင်အားလျော့နေခဲ့ပါတယ်။ဒီတစ်ပတ်ရှင်မြန်ကစားခဲ့တဲ့ Cameroon နဲ့ Morocco ပွဲတို့ရဲ့ Quarter Final မှာ Mbeumo နဲ့ Mazzarri တို့လည်းထိပ်တိုက်ဆုံတွေ့နေကြပါတယ်။ဒီဘက်မှာ Morocco က2-0နဲ့နိုင်ရသွားတဲ့အခါ Cameroon လည်းအိမ်ပြန်လိုက်ရပြီး Mbeumo အတွက်စိတ်မကောင်းစရာတွေဖြစ်ခဲ့ရပါတယ်။ Mbeumo ကဒီအတွက်အရန်ဝမ်းနဲ့ကြေကွဲနေကြောင်းပွဲပြီးအင်တာဗျူးမှာပြောသွားခဲ့ပါတယ်။ကံမကောင်းစွာနေပြီးပထမပိုင်းမှာကျွန်တော်တို့အထာနေနေခဲ့တယ်။ဒါကကျွန်တော်တို့ဒီညအတွက်ရမိတဲ့နောက်နာတွေကတခုပါ။ကျွန်တော်တို့အတွက်ဒုတိယပိုင်းမှာဂိုးပေးလိုက်ရတာကလွဲရင်ပိုပြီးထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ခံစားရပါတယ်။ဒါပေမဲ့လည်းဒါကပွဲရဲ့တစ်စိတ်တစ်ပိုင်းဆိုတာတော့လက်ခံရတာပါပဲဆိုပြီးတော့Mbeumoကရင်ဖွင့်ခဲ့ပါတယ်။ Mbeumoကဖလားပွဲအပြီးမှာမန်ချက်စတာကိုချက်ချင်းပြန်လာပြီးအသင်းနဲ့ပူးပေါင်းသွားမှာပါ။ Mbeumoကမန်ချက်စတာဒါဘီမှာလည်းပါဝင်ကစားသွားဖို့အားခဲထားတာကြောင့် United ပရိသတ်တွေအတွက်ကတော့ဒီသတင်းကောင်းတစ်ပုဒ်ဖြစ်နေမှာပါ။ Ahmed Diallo ရဲ့ Ivory Coast ကပါကွာတာမှာ Egypt ကို 3-2 နဲ့ရှုံးနေလာတော့မကြခင်အိမ်ပြန်ရောက်လာတော့မှဖြစ်ပြီး United အတွက်ရေမီးအစုံနဲ့လေဒီခုံစရာလူစုံတက်စုံလူစင်းကိုမကြခင်ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ United တို့တေချာအာယုံဆိုင်ထားရင်ဒီယာလီဖလားတစ်လုံးကတော့တေချာပေါက်ကင်မြောက်နိုင်တော့မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။